တရားတန်ငါအရိယာသူတော်သူများဆုံးစည်းခဲ့တဲ့မြတ်သောနေရာကြောင့်တော်ရာမြမပြည်ရဲ့သာရဏသမိုင်းဝင်မြတ်ဗျာလေးထင်ရှားခဲ့တာလေးသူတပ်ပုံရွှေတကုံအထက်ဆက်တော်ရာဘုရားမင်းအောင်ဆက်တော်ရာဝင့်မြို့နေတို့ဘုရားကြောင်းတော်များဘုရားရှင်ကိုယ်တော်တိုင်ကိုမြတ်ပလုံးမိကြတရားဒီတနာ